ကဲစမ်းအိုက်တန်လေးပြပေးမလားဆိုလို့ကျွန်တော်ပြပေးမယ်ရမရကိုလည်းကျွန်တော်တခါလဲစမ်းပြပေးတော့မှာဖြစ်တဲ့အတွက်ဟာရအောင်ရောသက်ပွဲပေါင်းရင်ရှိုးလိုက်မယ်8တန်း80 8သိန်း11888ပွဲအိုက်ကလေးကမင်းအဖို့မဖြစ်နိုင်ဘူးเนาะဘာလို့လုံးဆိုတော့ကွာအဲ့လောက်ကြီးမှမစော့နိုင်တာဟိုဂိမ်းစားထွက်ကလေးကစော့တာမဖြစ်နိုင်ဘူးเนาะဒါပေမဲ့ရှိုးလိုက်မယ်အိုက်တန်လေးတွေကိုတော့ rate ရလဲလွန်မာဟီးရိုးပါဝါကြီးရလဲဟာရအောင်တုံးတဲ့အထိတာရှော့သွားပါတယ် double kick ဟုတ်ပြီ One shot. one shot 1k ဟုတ်ပြီဟာရအောင် phobia နဲ့ပကွီလိုလောက်ရတာကြည့်ပါပကွီတော့ဖြစ်နေဗီလာကိုပြောတာမာဝါလို့ကျွန်တော်သွားပြီးတော့စမ်းပြမယ် brother တို့ let's go Let's go ကဲသူပြထားတဲ့ item ကိုတော့ကျွန်တော်ဆက်ပြီးတော့ဒီမှာပေါ့နော်တကယ် damage trump trust ဆိုတာကိုကျွန်တော်အခုစမ်းပြပေးမယ် let's go တားရတော့နော်အရင်ဆုံးကျွန်တော်တို့ဘာမှမလုပ်သေးဘူးမြောက်လေးအတူလေးပဲရင်ပြလိုက်မယ်ရော damage ဘယ်လောက်ထွက်မလဲအတူရိုက်တာ damage ဘယ်လောက်သွားမလဲနော်ဟုတ်ပြီအတူတကောင်ရိုက်တာဟိုဗျာကျွန်တော်တို့ damage က9000တော့သွားတယ်ဒါဆိုရင်ကျွန်တော် skill 2ကိုစမ်းပြပေးမယ်ဘယ်လောက်ထိထွက်မလဲပေါ့ passive တစ်ချက် skill 2ကို damage က2300ကဲဒါဆိုရင်ကျွန်တော်တို့အကုန်လုံးကိုပွားပြီးတော့ရိုက်ကြည့်မယ်ဗျာကျွန်တော်ကိုပွားပြီးရိုက်မှာတောင်မှကျွန်တော်အတူတွေနဲ့ပဲရိုက်ခိုင်းမယ်ဘယ်လောက်ထိ damage ထွက်မလဲပေါ့နော်ကဲ let's go တားရောဟာdamage ကအတူတကောင်ရိုက်တာတော့မှ2000ခွဲထွက်တာနော်တားတို့ဒီ item ကတကယ်အသုံးဝင်လားမဝင်လားဆိုတော့ brother တို့ပဲဆုံးဖြတ်တော့ဗျာကျွန်တော်နောက်ထပ် bay hero လေးစမ်းပြပေးရမယ်ဆိုတော့ကျွန်တော် comment လေးမှာမှန်သွားပေးလို့ရပါတယ်စမ်းပလီယာတွေရှိရဆိုရင်လေဒီ item ကတကယ်အသုံးဝင်လားမဝင်လားဆိုတော့ပြောသွားပေးလို့ရပါတယ်ခင်ဗျာ